ဒါကြောင့်ဒီအကြောင်းအရာလေးကိုဘုံဘုံတို့ကိုယ်စိတ်ကိုထောက်ပြပြီးတော့မင်းဒါကိုကြည်ပါဒါကိုသိပါဒါတေချာပေါ့ဖြစ်မှာဒါအတွက်ပြေးလဲအောင်မင်းလှုပ်ပါဆိုတာကိုကိုယ်စိတ်ကိုဘာလို့ဖို့လို့တော့ဖြောင်းပြဖို့တွန်းအားပေးဖို့လိုတယ်အဲ့ဒါအတွက်ပြောနေတာဟုတ်လားအဲ့ဒါမြတ်စွာဘုရားကတော့အဲ့ဒီအချက်တွေကိုပြပြီးတော့လည်းပဲအများကြီးတိုက်တွန်းတာပဲအဲ့ဘုံဘုံတို့သတိပဋ္ဌာန်တန်ရုပ်ထဲမှာစုံဒသုတ်တံဆိုတာရှိဒါကွဲကွာခြင်းနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားပြောပုံလေးနော်စုံဒဆိုတာကရှင်သာရိပုတ္တရာရဲ့ညီနော်ယဟန္တာမထေရမြတ်ကြီးပဲအဲ့ဒီအရှင်စုံဒမထေရကတနေ့တော့သူ့ရဲ့နောင်တော်ကြီးရှင်သာရိပုတ္တရာပြိဋိဘံဆန်တဲ့နာလကရွာကနေပြီးတော့မြတ်စွာဘုရားရှိရာအကြောင်းတော်ကိုလာနော်ရှင်သာရိပုတ္တရာနဲ့ရှင်မမောက္ကလံကဘုရားပြိဋိဘံမဆန်ခင်မလိုတော့တဲ့ချိန်မကြခင်မှာပဲဘုရားလည်းပြိဋိဘံဆန်တော့မှာပါသူတို့ကအရင်ရှေ့ရနေပြီးတော့ပြိဋိဘံဆန်တဲ့လို့ပြိဋိဘံဆန်တဲ့အခါအဲ့ဒီရှင်စုံနာကရှင်သာရိပုတ္တရာရဲ့နော်ရုပ်ကလတ်တော်ကိုမီးရှို့လို့ကျွင်းကြံတဲ့ဓာတ်တော်ရဲ့ရှင်သာရိပုတ္တရာဝိယုံနဲ့သင်္ကန်းကြီးရဲ့ရှင်သာရိပုတ္တရာအမြဲသုံးဆွဲတဲ့သပိတ်ရဲ့ဟုတ်လားအဲ့ဒါသပိတ်ထဲကိုရေစစ်တို့ဓာတ်တော်တို့ထည့်ပြီးတော့အဲ့ဒီသင်္ကန်းကြီးကိုယူလာပြီးတော့မြတ်စွာဘုရားကြီးကိုကြွလာတယ်ရှင်စုံနာကကြွလာပြီးတော့မြတ်စွာဘုရားကြီးကိုအရင်မဝင်သေးဘဲနဲ့သူအလွန်ရင်းနှီးကျွမ်းဝင်တဲ့ရှင်အာနန္ဒာကြီးကိုဝင်တယ်ရှင်အာနန္ဒာကရှင်စုံနာနဲ့မှယဉ်ဒီကျွမ်းဝင်တာမဟုတ်ရှင်သာရိပုတ္တရာနဲ့ကပိုးပြီးတော့တောင်ယဉ်ဒီသေးတယ်အဲ့ဒါနဲ့ရှင်အာနန္ဒာဒီဝင်တဲ့အခါကျတော့ရှင်ဘုရားအာနန္ဒာဒါဟာရှင်သာရိပုတ္တရာရဲ့ဓာတ်တော်တွေပါဖေ။ဒါအမြဲသုံးဆွဲတဲ့သင်္ကန်းပါဖေ။ဒါကတော့သပိတ်ပါဖေ။အဲ့လိုလည်းပြောလိုက်ရောရှင်အာနန္ဒာကသောတာပန်ပဲရှိသေးတာသောကပတိတွေကငြိမ့်သေးတာမဟုတ်။နော်ဒေါမနတတရားတွေမပယ်နိုင်သေးဘူး။အဲ့တော့ तू ကယင်ထဲကိုဆို့သွားတယ်။ဟုတ်လား။အဲ့ဒါနဲ့ငါရှင်စုံတာတဲ့အဲ့လိုဆိုလို့ရှိရင်တို့မြတ်စွာဘုရားကြီးကိုသွားဖို့အတွက်စကားလက်ဆောင်ရပြီမြတ်စွာဘုရားကြီးကိုသွားရအောင်။မြတ်စွာဘုရားကြီးကြွသွားကြတယ်။ဟိုရောက်တဲ့အခါကျတော့ရှင်အာနန္ဒာကပဲဥဆောင်ပြီးတော့မြတ်စွာဘုရားကိုလျှောက်တယ်မြတ်စွာဘုရားဒါဟာရှင်သာရိပုတ္တရာကိုင်ခဲ့တဲ့တပိတ်ပါဗျာဒါဟာသုံးဆွဲခဲ့တဲ့သင်္ကန်းကြီးပါဗျာဒါဟာရှင်သာရိပုတ္တရာရဲ့ဓာတ်တော်တွေပါဗျာအဲ့လိုရှောင်ရင်းနဲ့ရှင်သာရိပုတ္တရာပြိဋိဘံစံတယ်လို့ကြားတဲ့ကစပြီးတော့အမှန်သူကြားနေတာကြားပါပြီသူရင်အန်နေတယ်ဆိုတာလဲကြားတာကြားနေပြီရှင်သာရိပုတ္တရာနာမကျမ်းဖြစ်နေတယ်ရှင်သာရိပုတ္တရာပြိဋိဘံစံသွားတယ်ဒါကိုကြားလိုက်တဲ့ကစားတဲ့ဘယ်ဟာအရှိဘယ်ဟာနောက်ဘယ်ဟာတောင်ဘယ်ဟာမြောက်ဆိုတာတောင် तू မသိဘူးတဲ့သောတာပန်ပုဂ္ဂိုလ်တယောက်ရဲ့နော်ဒီခွဲခွာခြင်းရဲ့အပေါ်မှာတုံ့ပြန်တဲ့တုံ့ပြန်မှုအော်စရာကြီးနော်အရက်မျက်နာတွေတောင်ညံထဲမှာမထင်ရှားဘူးတဲ့ဘုံဘုံကတော့ဘလို့လေးခံစားအောင်ဆိုအမြဲတမ်းခေါင်းကိုခြားခြားလဲမူးနောက်နေတာနဲ့တူတယ်ဟုတ်လားအဲ့ဒါတရားတွေလည်းသူ့စိတ်ထဲမှာမထင်ဘူးတဲ့ခန္ဓာကိုယ်ကြီးကလည်းအမြဲတမ်းလေးလံနေတယ်အဲ့ဒါလို့သူခံစားချက်ကိုရှောက်တဲ့ခါမှာမြတ်စွာဘုရားအာနန္ဒာတဲ့တာရိပုတ္တရာကတင့်ရဲ့သီလသမารိပညာတွေကိုယူပြီးတော့ပြိဋိဘံဆံသွားလို့လားတဲ့မေးလိုက်တာတော့ခက်စိမ့်စိမ့်ကြီးပဲနော်တင့်ရဲ့သီလသမารိပညာတွေကိုယူပြီးတော့ပြိဋိဘံဆံသွားလို့လားလို့မြတ်စွာဘုရားအဲ့လိုမေးတော့မြတ်စွာဘုရားတဲ့အဲ့လိုယူပြီးတော့ပြိဋိဘံဆံသွားတာတော့မဟုတ်ပါဘူးတဲ့ဒါပေမဲ့လို့ရှင်သာရိပုတ္တရာဟာနော်တန်ဃာတော်တွေရဲ့အပေါ်မှာတပည့်တော်တို့ရဲ့အပေါ်မှာအလွန်တရာမှအာကိုအာရပြုရတယ်မျက်နှိုးဝေရကောင်းတဲ့ပုဂ္ဂိုလ်ဖြစ်တဲ့အတွက်ကြောင့်သူအဲ့လိုခံစားရတဲ့အကြောင်းကိုမြတ်စွာဘုရားကိုရှောက်အဲ့ဒီမှာမြတ်စွာဘုရားကရှင်သာရိပုတ္တရာပြိဋိဘံဆန္ဒနဲ့ပတ်သက်ပြီးတော့ဒီရှင်အာနန္ဒာကိုပြောတဲ့စကားလေးတွေဒါလေးတွေကရိုးနေအောင်ကြားဖို့နေတဲ့စကားလေးပဲလို့အလွန်ကောင်းတယ်နာနုတံအာနန္ဒမေယပฏิကိစ္ဆေဝအခတံအာနန္ဒာတဲ့ငါအစာတွေကစပြီးတော့ကြိုတင်ပြီးတော့ကြိမ်ဖန်များစွာသင်တို့ကိုငါပြောဘူးတယ်မဟုတ်လားတဲ့အဲ့ဒီလူလေးတွေကစပြောတာနော်နာနုတံအာနန္ဒမေယပฏิကိစ္ဆေဝအခတံဘာတွေပြောခဲ့တာတော့မြတ်စွာဘုရားအစာတွေကစကြိုတင်ပြီးတော့သဗ္ဗေဟိပိယေဟိမနာပေဟိနာနာဘာဝဝိနာဘာဝအညထဘာဝတံကုတ္တထအာနန္ဒလဗ္ဗယန္တံဇာတံဘုဒ္ဓံသင်္ခဏံပလောကဓမ္မနောတံဝတ္တမဟာပလုစီတိနေတံဌာနံဝိသတိတဲ့အဓိပ္ပာယ်ကသဗ္ဗေဟိအလုံးစုံကုန်သောပိယေဟိချစ်အပ်ကုန်သောမနာပေဟိမျက်နှိုးအပ်ကုန်သောတတ္တဝသင်္ခါရတို့နှင့်နာနာဘာဝရှင်ခွဲကိုရခြင်းတည်၎င်းဝိနာဘာဝသေခွဲကိုရခြင်းတည်၎င်းအညထဘာဝဘဝချပြီးတော့ဘဝတစ်ပါးသည်ဖြစ်ပြီးတော့ကိုရခြင်းတည်၎င်းကွက်ကွာခြင်းအမျိုးမျိုးပေါ့အဲ့ဓာတွေဟာတဲ့နော်ယန္တံဇာတံဘုဒ္ဓသင်္ခဏပလောကဓမ္မနော်ဖြစ်လာတဲ့တရားကြီးပွားလာတဲ့တရားပြုပြင်ရတဲ့တရားပျက်စီးသွားတဲ့တရားတွေမှာဒီလိုကွဲကွာခြင်းတရားတွေမဖြစ်ပါနဲ့လို့ဘယ်မှာတောင့်တလို့ရနိုင်မလဲတဲ့အဲ့လိုတောင့်တလို့ရနိုင်စရာအကြောင်းလောကမှာမရှိဘူးတဲ့
ကျိန်ဖန်များစွာရှေးဦးစွာတဲ့ကစငါခဏခဏပြောခဲ့တယ်မဟုတ်လားဆိုတာဒီစကားကိုပြောတာတဲ့နော်အလုံးစုံသောချစ်အပ်မြတ်နိုးအပ်သောတတ္တဝါသင်္ခါရတို့နဲ့ရှင်ကွဲကွဲရခြင်းသေကွဲကွဲရခြင်းဘဝချပြီးတော့ကွဲရခြင်းအဲ့ဒီကွဲကွာခြင်းတွေမဖြစ်ပါစေနဲ့လို့ဒီသဘာဝတရားတွေရဲ့အပေါ်မှာတောင့်တလို့မရနိုင်ဘူးဒီသဘာဝတရားဆိုတာကိုဘယ်လိုလေးမြတ်စွာဘုရားပုံဖော်တော့ဆိုတော့စကားလုံး၄လုံးသုံးထားတယ်ယန္တံဇာတံဘူတံသင်္ခတံပလောကဓမ္မံနော်ဇာတံစပြီးတော့ဖြစ်လာတယ်ဇာတိပေါ့နော်မွေးဖွားလာတယ်ပြီးတော့ဗါတော့ဘူတံကြီးပွားလာတယ်အကောင်လေးကတဖြည်းဖြည်းနဲ့ကြီးလာနော်ကလလကြီးကြီးအဆက်အပြောက်လေးကနေပြီးတော့တဖြည်းဖြည်းနဲ့မဖြစ်လာတော့ကြီးလာတယ်အမေဝမ်းထွက်တဖြည်းဖြည်းနဲ့ပဲကြီးလာတယ်ဇာတံဘူတံဖြစ်လာတယ်ကြီးလာတယ်ပြီးတော့ဗါတော့သင်္ခတံတဲ့ဘုံမှာသဘောကျစကလုံးတစ်လုံးချင်းစီကိုဟုတ်လားသင်္ခတံဆိုတာဗါတော့အမြဲပြင်ပေးနေရတယ်တဲ့ကဲလှုပ်တက်တဲ့အရွယ်တွေကစတော့လှုပ်ပေးနေရတာမလှုပ်တက်တဲ့အရွယ်တုန်းကလည်းသူများလှုပ်ပေးရတာပဲနော်အမေရင်ခွင်ထဲမှာရှိတော့ကိုမမလှုပ်တက်တယ်ဆိုအမေကလှုပ်ပေးရအမေလှုပ်မပေးရင်သေမှာနော်တတ္တဝါရဲ့သဘောကဘာတော့ဇာတံဖြစ်လာတယ်ဘူတံကြီးပွားလာတယ်သင်္ခတံလှုပ်ပေးနေရတယ်ပြင်ပေးနေရတယ်ဒီတိုင်းထားလို့မရဘူးတဲ့အဲ့လိုလှုပ်ပေးတဲ့ကြားတွေကပဲနောက်ဆုံးကြတော့ပလောကဓမ္မသွားတာပဲတဲ့ပြတ်သွားတာပဲဘဝရဲ့သမိုင်းလို့တောင်ပြောခြင်းလေကျုပ်ကဟုတ်လားငွေဖွာလာတယ်ကြီးထွားလာတယ်ပြုပြင်ပေးရတယ်ဘလို့ပဲလှုပ်ပြီးတော့ပြတ်သွားတယ်ဒီလိုသဘာဝတရားတွေရဲ့ပုံမှာကွဲကွာခြင်းတရားတွေမဖြစ်ပါစေနဲ့လို့ဘယ်မှာတောင့်တလို့ရနိုင်မလဲအဲ့လိုဖြစ်เสียအကြောင်းရှိကိုမရှိဘူးတဲ့ဒီစကားမျိုးကိုငါကြိမ်ဖန်များစွာပြောခဲ့ပြီမဟုတ်လားအရှင်သာရိပုတ္တရာသေလို့စိတ်ထဲမှာဘာမှထိခိုက်မနေနဲ့လို့ရှင်အနန္ဒာကိုအဲ့လိုပြောတာအဲ့ဒီမှာဆက်ပြီးတော့မြတ်စွာဘုရားပြောတာလေးကစိတ်ဝင်စားစရာကောင်းတယ်တတ္တမတိဟအာနန္ဒအတ္တတိပါဝိရဒအတ္တတရဏအနေညတရဏဓမ္မဒီပါဓမ္မတရဏအနေညတရဏနော်ဟိုတနေ့ကလည်းပြောရတယ်နော်ဒီစကားလေးနော်တတ္တမတိဟအာနန္ဒဒါကြောင့်မို့လို့တဲ့အတ္တဒီပါဝိရဒကိုမှီခိုပြီးတော့နေကြအတ္တတရဏကိုအားကိုပြီးတော့နေကြအနေညတရဏကိုဟာလွဲလို့ဘယ်သူ့မှအာမကိုပဲနဲ့နေကြနော်ဓမ္မဒီပါတရားကိုမှီခိုပြီးတော့နေကြဓမ္မတရဏတရားကိုအားကိုပြီးတော့နေကြအနေညတရဏတရားလွဲပြီးတော့တခြားဘယ်ရာကိုမှတကယ်အရေးတကယ်ပြီးနဲ့ကျုံလာရင်အားကိုရလိမ့်မယ်လို့လွယ်လွယ်မမမှတ်ထင်မဲနဲ့တရားကိုသာအားကိုပြီးတော့နေကြဒီထိခဏခဏကြားခဲ့တယ်နော်အဲ့ဒါဆက်ပြီးတော့